UFC ရဲ့2025ခုနှစ်အတွက် Fight of the Year ဆုမှာဘယ်တွဲဆိုင်နေရာရေပန်းစားနေလဲအားလုံးပဲမင်္ဂလာပါ Knockout Punch ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် UFC က2025ခုနှစ်အတွက်ပွဲစဉ်တွေအကုန်လုံးကျင်းပပြီးသွားပြီဖြစ်လို့ဒီနှစ်အတွက် Fight of the Year ဆုမှာဘယ်တွဲဆိုင်နေပါဝင်နေလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ် Fight of the Year ဆုမှာပါဝင်နေတဲ့တွဲဆိုင်တွေကတော့ UFC 317က Brandon Royval နဲ့ Joshua Van တို့ရဲ့တွဲဆိုင်ပြီးရင်တော့ UFC 320က Jerry Prochaska နဲ့ Rountree Jr. တို့ရဲ့တွဲဆိုင်နောက်တစ်ခုအနေနဲ့ဆိုရင် UFC 311က Merab Dvalishvili နဲ့ Umar တို့ရဲ့တွဲဆိုင်ဖြစ်ပြီးတော့နောက်ဆုံးတစ်ခုအနေနဲ့ဆိုရင်တော့ Merab ကြီးနဲ့ Peter Yan တို့ရဲ့ဒုတိယမြောက်တွေ့ဆုံခဲ့တဲ့ UFC 323ကခေါင်းခွဲတွေပဲဖြစ်ပါတယ်ranking တွေအရဆိုရင်တပွဲလုံးကို striking ဘန်းအားပြိုင်ခဲ့ပြီးတိတ်တောင်းတစ်ချိန်မှမရယူခဲ့သလို fighter နှစ်ယောက်စလုံးကထိုးချက်တွေနဲ့ထိချက်တွေပိုင်းမှာဆိုရင်လည်းအများဆုံးရယူခဲ့တဲ့ UFC 317က main card fight ခုဖြစ်တဲ့ Brandon Royval နဲ့ Joshua Van တို့ရဲ့တွဲဆိုင်ပါ fan ranking အရပြောရတယ်ဆိုပေမဲ့လည်းဒီပွဲကအားလုံးလည်းမြင်ခဲ့တဲ့အတိုင်းတပွဲလုံးကိုတဖုံဖုံထိုးခဲ့ကြပြီးတော့တိတ်တောင်းတွေလည်းမမြင်ခဲ့ရသလိုမြန်မာ fan တွေအကြိုက်တွေ့ခဲ့တဲ့ stand fight ပွဲကောင်းတစ်ပွဲပါပဲJerry Prochaska နဲ့ Rountree Jr. တို့ရဲ့တွဲဆိုင် Merab ကြီးနဲ့ Peter Yan တို့ရဲ့ဒုတိယမြောက်တွေ့ဆုံခဲ့တဲ့တွဲဆိုင်တွေကလည်းကြီးကောင်းခဲ့တယ်ဆိုပေမဲ့ကျွန်တော်အနေနဲ့ကတော့ Brandon Royval နဲ့ Joshua Van တို့ရဲ့တွဲဆိုင်ကအမှန်ကန်တီးခဲ့ကြသလိုတကယ်လည်းကြီးကောင်းခဲ့တာကြောင့်ဒီနှစ်အတွက် Fight of the Year ဆုမှာရရှိနိုင်မယ်လို့မျှော်လင့်မိပါတယ်ဆိုတော့ဒီနေ့ပြောပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့တဲ့သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် YouTube ကကြည့်နေတဲ့သူတွေအနေနဲ့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပေးထားဖို့ကိုလည်းမေတ္တာရပ်ခံလိုက်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်